အားလုံးမင်္ဂလာပါနော်ဒီတစ်ခေါက်ဗီဒီယိုမှာတော့ကျွန်တော်ကဒီမှာမနေ့နဲ့ညနေနဲ့မနေ့ည break ပါသွားကြတယ်73ဆိုတော့1 break ခွန်9ဆိုတော့6 break အဲ့တော့16ဆိုတဲ့အခါကျတော့ကျွန်တော်တို့မြန်မာပါဝါနဲ့ဆိုလို့ရှိရင်မနေ့ည break ပါသွားကြတယ်လို့ခေါ်ပါတယ်နော်မနေ့ည break ပါသွားကြတယ်အဲ့ဒါလို့ break ပါသွားကြပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဆယ်လီဘီညင်ရဲ့မူပေါ့ဆယ်လီဘီညင်ကမနေ့ည break ပါသွားကြပြီဆိုလို့ရှိရင်16 chain နဲ့16 chain ကိုသူက3853ည break 3853ည break ဆင်ပြီးတော့လောက်ရတယ်နော်ဒုက္ခတော့ကကြတော့2ရက်အတွင်းလို့မှားပါတယ်ဒါပေမဲ့လို့ရာစုနှစ်တွေပြောင်းလာတဲ့အခါကျတော့တပတ်ဒါမှမဟုတ်တပတ်ကျော်လောက်ထိတော့တခါတလေကြာရတာမျိုးပေါ့နော်တခါတလေကြာရတာမျိုးပေါ့မလာပဲတော့မရှိပါဘူးဒါမူပါတသက်စာမူဖြစ်ပါတယ်ချိန်ပြီးတော့ကစားလို့ရအောင်လို့ပေါ့နော်ချိန်ပြီးတော့ကစားလို့ရအောင်လို့အဲ့တော့မူရီဆိုတာကမလာတော့မလာပဲနဲ့တော့မနေဘူးသို့ပေမဲ့လည်းပဲချိန်ပြီးတော့ကစားရတယ်ပေါ့နော်စာရုံးနဲ့လိုက်မယ်ဆိုလို့ရှိရင်လည်းပဲနိုင်တဲ့ပမာဏအတွင်းပေါ့နော်အလုံးရောကျွန်တော်ပြောထားတာဒီအလုံးစုံတော့နှစ်ပတ်အတွင်းတော့နှစ်ပတ်အတွင်းလောက်တော့လာပါတယ်နော်နှစ်ပတ်အတွင်းဆိုတော့9ရက်နှစ်ပတ်ပေါ့9ရက်နှစ်ပတ်တော့မဟုတ်ဘူးအဲ့တော့ချိန်လို့ရအောင်ကစားရတာမျိုးပေါ့နော်ဒါကဘာကြောင့်ဒီစကားပြောရလဲဆိုလို့ရှိရင်တော်တော်များများကဒီတစ်ပတ်ဆိုလို့ရှိရင်တစ်ပတ်အတွင်းလာမအောင်ကြိုက်တယ်အင်္ဂါမကျော်ထားပါတော့အခုဒါတစ်ပတ်ဆိုလို့ရှိရင်2ရက်အတွင်းလာမအောင်ကြိုက်တယ်3ရက်အတွင်းလာမအောင်ကြိုက်တယ်4ရက်အတွင်းလာမအောင်ကြိုက်တယ်တစ်ပတ်အတွင်း9ရက်တစ်ပတ်အတွင်းလာမအောင်ကြိုက်တယ်အဲ့လိုမျိုးလေးတွေရှိတတ်တယ်ဒါပေမဲ့လို့ကိုကဘာကိုလိုက်မှလဲဘယ်လိုပုံစံမျိုးနဲ့လိုက်မှလဲဘာကိုလိုက်မှလဲဆိုတာမျိုးကိုတော့ကိုဘာသာကိုဆုံးဖြတ်နိုင်ဖို့တော့လိုတယ်ပေါ့ဆုံးဖြတ်နိုင်ဖို့တော့လိုတယ်တစ်ပတ်အတွင်း9ရက်တစ်ပတ်အင်္ဂါမကျော်ဆိုလို့ရှိရင်လည်းအင်္ဂါမကျော်ဘယ်လောက်ထိအာမခံချက်ရှိလဲ9ရက်တစ်ပတ်အတွင်းဆိုလို့ရှိရင်9ရက်တစ်ပတ်အတွင်းဆိုလို့ရှိရင်လည်းလာမာအသေးကြလားဘယ်လိုပုံစံနဲ့ကိုကဒီကိုလိုက်မဲ့ဟာဘယ်လိုပုံစံနဲ့လာတာမျိုးလဲဆိုတာမျိုးစမ်းစစ်နိုင်ဖို့တော့လိုတာပေါ့နော်သူတွေထူတာတွေအနေနဲ့ကြတော့ဆရာကတစ်ပတ်အတွင်းလို့ပေးလိုက်တယ်သို့ပေမဲ့လို့တစ်ပတ်အတွင်းလာမသွားဘူးဆိုလို့ရှိရင်ကိုကဘယ်လိုပုံစံနဲ့အဆင်ပြေအောင်ပြန်လုပ်မလဲဆိုတာမျိုးအဲ့ဒါမျိုးလေးတွေလည်းရှိတတ်ပါတယ်ဒါကြောင့်မို့ဒီစကားပြောတာပါအဲ့တော့ကျွန်တော်ကတော့မူအတိုင်းတင်ပြခြင်းသာဖြစ်ပါတယ်အဲ့တော့နှစ်ပတ်အတွင်းလောက်ကတော့လာပါတယ်လွန်ရောကျွံရောပြောတာပေါ့နော်ကိုဘာသာကိုလည်းစစ်ပါမူကိုပြောတာဖြစ်တဲ့အတွက်ကိုဘာသာကိုစစ်လို့ရပါတယ်တူရီမှာကစားနေပြီဆိုမှတော့ဒီမူကဘယ်လောက်ထိခိုင်မှလဲဘယ်လောက်ရက်ကြာအတွင်းလာတတ်တယ်လေလာလေးရှိတယ်လေဆိုတာမျိုးလေးတွေကိုဘာသာကိုစစ်တာကောင်းပါတယ်ဆရာကြီးပြောတိုင်းတိတ်ကိုဘာသာကိုယုံပြီးတော့ပေါ့နော်ယုံတဲ့ဆရာတွေရှိပါတယ်ဒါပေမဲ့လို့ဆရာကြီးဆိုတာလည်းသူ့မူနဲ့သူပေါ့သူ့မူနဲ့သူပေးတာရှိတယ်သူယုံကြည်ခြင်းနဲ့ဆိုင်းနဲ့ပေးတာရှိတယ်မူနဲ့ပေးတာရှိတယ်ဆိုင်းနဲ့ပေးတာရှိတယ်ဆရာဒီလိုပေးတယ်ဆိုတာလာနေတာကိုပေးတာမျိုးလဲဆိုက်ဆိုတာဆိုက်ပဲဖြစ်ဖြစ်မူပဲဖြစ်ဖြစ်ပေါ့နော်လာနေတာကိုပေးတာဖြစ်ပါတယ်လာနေတာကိုပေးတာဖြစ်တယ်ကျွန်တော်အများအားပြောနေကြစကားတစ်ခုရှိတယ်ဆိုက်ဆိုတာပြတ်တတ်တယ်မူဆိုတာတော့ပြည့်ရိုးဒါကတော့ထုတ်တဲ့ဆရာပူမှာလဲအပေါ်မှာလဲမူဒီမှာပေါ့နော်
မူလို့ပြောတိုင်းလည်းပဲထုတ်တဲ့ဆရာတွေနဲ့လည်းဆိုင်ပါတယ်ကျွန်တော်အခုပြောနေတာဒီဆရာလေးပြင်းညင်းမှုပြောနေတာဖြစ်တဲ့အတွက်ပြတ်တယ်လို့ပြောလို့မရအောင်ကျွန်တော်တို့မူကြတော့ဆရာလေးပြင်းညင်းရဲ့မူကြတော့ပြတ်တယ်လို့ပြောလို့မရအောင်နောက်ကြတာပဲရှိပါတယ်အဲ့တော့ကိုယ့်ဘာသာကိုချိန်ပြီးတော့ကစားပါဆရာလေးပြင်းညင်းရဲ့မူတွေနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လောပြတ်တာမရှိပါဘူးနောက်ကြတာပဲရှိပါတယ်ဒါပဲပြောရမယ်နော်ဆိုင်မဟုတ်ပါဘူးမူပါအဲ့ဒီမူထဲမှာမှဘယ်လိုပြောမလဲဒါတော့အဲ့ဒီမူထဲမှာမှမူလို့ပြောတဲ့ဆရာတွေထဲမှာမှဆရာလေးပြင်းညင်းမူကိုပြောတာဖြစ်ပါတယ်နော်တလားဆိုလို့ရှိရင်ရပါပြီအဲ့တော့တစ်ချောင်းချိန်နဲ့3.5 ညဘရိတ်ဆိုလို့ရှိရင်1နဲ့3.5 ညဘရိတ်1နဲ့1ခွန်1လေး1ကို6နဲ့3.5 ညဘရိတ်ဆိုလို့ရှိရင်6ခွန်6နဲ့6နေပါ6ကိုနော်ကိုဖြစ်ကိုအရင်ရေးမိ6ကို6လေးပေါ့နော်ပြီးတော့မလားမသိဘူးဒါပဲရပါတယ်16ချိန်3.5 ည break ဒါကမနေ့ည break ပါဝါကြာတိုင်းကျွန်တော်တို့လိုက်ရမယ်မွေးခွက်ဖြစ်ပါတယ်များမယ်အားနဲ့ဆိုလို့ရှိရင်တော့များမှာပေါ့နော်1 4 6 8အား16ခွက်အားဆိုလို့ရှိရင်16ခွက်အဲ့တော့ကျွန်တော်ပြောပြပါပြီနှစ်ပတ်အတွင်းလောက်နှစ်ပတ်အတွင်းလောက်အလွန်ဆုံးပြောတာနော်အလွန်ဆုံးပြောတာကိုဘာသာကိုလည်းစစ်ကြည့်ပါကျွန်တော်ပြောတိုင်းလည်းမယုံပါနဲ့နော်ကျွန်တော်ပြောတိုင်းလည်းမယုံပါနဲ့ကိုဘာသာကိုစစ်ကြည့်ပါဒုရီနဲ့ပတ်သက်ပြီးမှဒါပါတော့ဒုရီမှာလောက်တော့မယ်ဆိုလို့ရှိရင်စစ်ပါကိုဘာသာကိုဘယ်သူပြောတိုင်းလဲဘယ်သူပြောတာမှမယုံပါနဲ့စစ်နော်စစ်ကြည့်ပြီးမှဟုတ်မဟုတ်ဟာလာကိုဘာသာကိုလိုက်တယ်မလိုက်တဲ့ကိုဘာသာကိုချိန်ဆဒါဒုရီရဲ့မူပဲဒုရီရဲ့ဗราဏကြတဲ့မူပဲကိုဘာသာကိုစစ်ကိုဘာသာကိုဒုရီမှာကစားမယ်ဆိုလို့ရှိရင်ကိုဘာသာကိုစစ်ပါဟုတ်ပြီဒီမှာတစ်ချက်စစ်ပြမယ်လေးတစ်6ချိန်3.5 ညဘရိတ်ဆိုလို့ရှိရင်ဒီမှာတင်းနဲ့လို့ကြာသွားပြီဒီမှာပြန်ကြတယ်ထားပါတော့အဲ့ဒါမယူပါဘူးတခုကြပြီးပြီဆိုလို့ရှိရင်ရပြီဒီမှာ8ခွန်3မနေ့ည break ပါဝါ16ချိန်3.5 ည break 3.5 ည break 16ချိန်3.5 ည break လေးတက်လို့လာကြတယ်လေးတက်လို့ကြတယ်ကြာသွားတာမကြာသွားတာတွေကျွန်တော်လာမပြောနဲ့နော်အလွန်ရောကျင်ရောအလွန်ဆုံးနှစ်ပတ်အတွင်းလာတယ်ဆိုတာကိုပြောတာကိုယ့်ဘာသာကိုအချိန်လိုက်ကစားမဲ့သူတွေကမနက်6မနေ့ည break ပါဝါကြတယ်16ချိန်3.5 ည break ရှာကြည့်16ချိန်3.5 ည break ဒီမှာခွန်6ဆိုပြီးတော့လာကြတယ်စောရကတက်နိုင်တဲ့အပေါက်တွေကိုပြန်ပြီးတော့ပိတ်ထားမူတိုင်းသွားဒီမှာ66နဲ့6မနေ့ည break ပါဝါ16ချိန်3.5 ည break 14လို့ဒီမှာလာကြတယ်ဒီမှာ9.4ခေါ်မနေ့ည break ပါဝါ16ချိန်3.5 ည break
တစ်6ချိန်385ည break ဒီမှာလာကြတယ်4တစ်ဒီမှာပြန်မနေ့ည break ပါဝါပြတယ်တစ်6 break ပါဝါပြန်ကြတယ်တစ်6ချိန်385ည break 96 5 break ကြကိုပါရလဲဟွာတွေပြန်စစ်ပေါ့နော်ကျွန်တော်အရေး channel မှာမပြခင်ကလေးကဒါတွေအစစ်ပြီးသားတွေအရေး channel ပြတ်သွားလို့ဒါကျွန်တော်အခု channel မှာပြန်ပြီးတော့ပြန်ပြနေရပြန်ပြီးတော့ပြန်ပြနေရတူဒီကစားခြင်းတဲ့သူပဲဖြစ်ဖြစ်ဝါသနာရလေးတာပဲဖြစ်ဖြစ်ပြန်ပြီးတော့မျှဝေခြင်းတဲ့သူပဲဖြစ်ဖြစ်မဖြစ်မနေစစ်ဖို့လိုပါတယ်မဖြစ်မနေစစ်ဖို့လိုပါတယ်ဘယ်ဟာပဲဖြစ်ဖြစ်ပေါ့နော်ဘယ်မူပဲဖြစ်ဖြစ်ကိုကမူတမူတွေ့ရနဲ့ချက်ချင်းစစ်အောင်ပြန်မျှတော့မယ်ဆိုလို့ရှိရင်စစ်ဘယ်နှခုနှစ်လောက်အထိစစ်မလဲကျွန်တော်ဆိုလို့ရှိရင်2014အထိပြန်စစ်တယ်အရင်တော့10နှစ်လောက်စစ်တာပေါ့နော်10နှစ်လောက်စစ်တယ်ပြီးမှတေးကြတဲ့ထင်မှကိုကစိတ်ကြည်နဲ့တဲ့အဆင့်အထိရောက်ပြီဆိုမှပြန်ပြီးတော့မျှဝေတာအဲ့ဒီထဲကဆရာလေးကြီးရဲ့မူတွေကိုပြန်ပြီးတော့မျှဝေတာအများဆုံးပါပဲမူတွေ့တိုင်းလည်းပဲဗီဒီယိုတစ်ခုဖြစ်ပါစေဆိုပြီးတော့ live တစ်ခုဖြစ်ပါစေဆိုပြီးတော့ပြောမိပြောရှောက်ပြောတဲ့ဗီဒီယိုမျိုးတွေ live မျိုးတွေကျွန်တော်ဘယ်တော့မှမလုပ်ခဲ့ဘူးနော်အဲ့တော့ပြန်မျှဝေခြင်းတဲ့သူပဲဖြစ်ဖြစ်ဝန္ဒနာပါလို့လေ့လာတာပဲဖြစ်ဖြစ်ဒါကိုလောက်တော့မယ်ဆိုတဲ့သူတိုင်းဒီမူတစ်ခုတွေ့တိုင်းပြန်ပြီးတော့စစ်ပါကျွန်တော်ပြောတိုင်းလဲဒီလောက်တင်ကြည့်ပြီးတော့မလုပ်ပါနဲ့ကိုပါတာကိုစိတ်ချရသလားစိတ်မချရဘူးလားဆိုတာကိုဘယ်နှခုနှစ်ထိဘယ်လောက်ထိစစ်မလဲဆိုတာမျိုးသူ့ပေါ့အများကြီးမူတည်ပါတယ်နော်များတော့အပြင်ထိုးရည်ဆိုတာစစ်တာမဟုတ်ဘူးလေစစ်တာအစစ်နိုင်တဲ့အခြေအနေမျိုးရှိမှာမဟုတ်ဘူးအဲ့တော့ပြန်ပြီးတော့မျှဝေတဲ့သူကပို့ပြီးတော့ဂီယူဆိုင်ဖို့အရေးကြီးတယ်ဒါကတော့ဒါနာမည်ကြီးရဲ့ပြောစကားဖြစ်ပါတယ်အဲ့လေ38ဒီမှာမနေ့ည break ပါဝါကြားတယ်ဆိုတဲ့အခါကျတော့16ချိန်385ည break 6နှစ်လို့ဒီမှာလာကြတယ်မနေ့ည break ပါဝါကြားတယ်ဒီမှာ385ည break ကြပါတယ်အဲဒီမှာမနေ့ည break ပါဝါပြန်ဖြစ်တယ်385ည break 16ချိန်385ည break ဒီမှာခွန်6ပြန်လာကြပါတယ်အဲမနေ့ည break ပါဝါပြန်ဖြစ်တယ်ခွန်653ဆိုတော့38 break 38 break ဆိုတဲ့အခါကျတော့ကကျွန်တော်16ချိန်385ည break ဆိုတဲ့အခါကျတော့ဒီမှာပြောက်သွားတယ်ဟောဒီမှာ16ချိန်385ည break ဆိုတဲ့အခါကျတော့မ19လို့ပြန်လာကြပါနော်အဲဒီပဲနောက်ဆုံးမ6ခွန်1ခွန်မနေ့ည break ပါဝါကြတယ်385ည16ချိန်385ည break ဆိုတဲ့အခါကျတော့ဒီမှာနေ့6လို့ပြန်လာကြပါတယ်အဲ့တော့1684မနေ့ည break ပါဝါကြတယ်ခွန်နှစ် break ဆိုတဲ့အခါကျတော့16ချိန်385ည break ဆိုတဲ့အခါကျတော့ဒီမှာနေ့6လို့ပြန်လာကြပါတယ်နော်ဟုတ်ပြီဒါကဒီဗီဒီယိုကမနေ့ည break ပါဝါကြတိုင်း16ချိန်385ည break ဆိုတာကိုလာပြတာဖြစ်ပါတယ်လာပြတာဖြစ်တယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကဒီမှာပြီးခဲ့တဲ့အပတ်ကမနက်ကို83လို့ထွက်တယ်ညနေကိုခွန်9လို့ထွက်တယ်ဆိုတဲ့အခါကျတော့ခွန်9လို့ထွက်တယ်ဆိုတဲ့အခါကျတော့မနက်ပိုင်း1 break ညနေပိုင်း6 break အဲ့တော့1 break 6 break ဒီညီမပါဝါဖြစ်ပါတယ်အဲ့တော့16 break ပါဝါကြတယ် break ပါဝါကြတဲ့အခါကျတော့ကျွန်တော်တို့16ချိန်နဲ့385ည break ပါတဲ့ပြောပြီးသားပါ16ချိန်385ည break နော်
ခဏနေရေးမပြတော့ပါဘူးအစောပိုင်းမှာကျွန်တော်ရေးပြခဲ့ပြီးသားဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အခုပဒီမှာဒီလောက်ပါပဲအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေဆက်ဆက်ရအားလုံးအဆင်ပြေကြပါစေဗျာနော်ဆရာလုံးတက်တာပါ